မင်္ဂလာပါခင်ဗျာကျွန်တော်ရနိုင်ပါဆိုတော့ကျွန်တော်ငလင်ဘေးတင်လုပ်ငန်းတွေအတွက်ကိုကြီးညာစရာလေးရှိပါတယ်ဆိုတော့ကျွန်တော်တို့ကတော့ stock arm အဖွဲ့သားတွေပေါ့နော်ဒီ loader stock arm အဖွဲ့သားတွေပါဆိုတော့ဒီ stock arm ကတော့ software ဖြစ်တဲ့အတွက် emergency response တွေမှာတော့အဲ့လောက်ထိရှင်းပြတော့အထောက်အကူမဖြစ်ပါဘူးဒါပေမဲ့ကျွန်တော်ယုံကြည်တာကတော့ကျွန်တော်တို့ဒီပြန်လည်ထူထောင်ရေးလုပ်ငန်းမှာတော့တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်ကူညီလို့ရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့ဒါကြောင့်မို့ဒီငလင်ဘေးတင်လုပ်ငန်းတွေကျွန်တော်တို့လုပ်ငန်းတွေပြန်လည်လက်ပတ်ဖို့စတဲ့အခါကျွန်တော်တို့ကိုဆက်သွယ်ပေးပါကျွန်တော်တို့တစ်နှစ်စာ stock arm ကိုဆိုအခမဲ့တုံးဆက်ခင်ပေးမှာဖြစ်ပါတယ်အဲ့လိုနည်းနဲ့ကျွန်တော်တို့ကူညီကြပါတယ်ကျွန်တော်တို့လည်းဒီ service quality တွေမကြအောင်ကျွန်တော်တို့လည်းပေးရမှာဖြစ်တဲ့အတွက်အများကြီးတော့မဟုတ်ဘူးเนาะရာနဲ့ထောင်နဲ့ချီပြီးတော့ကျွန်တော်ပေးဖို့တော့လောလောဆယ်အခက်အခဲရှိပါတယ်ကျွန်တော်တို့လည်းလူဝင်အားအကန့်အသတ်ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့တက်နိုင်တဲ့ဝင်နဲ့ကျွန်တော်တို့လုပ်အားနဲ့ကျွန်တော်တို့ပညာအားနဲ့ကျွန်တော်ကူညီချင်ပါတယ်အဲဒါကြောင့်မို့ဒီငလင်ဘေးတင်တဲ့လုပ်ငန်းတွေကိုပြန်လည်တည်ဆောက်တဲ့အချိန်ပြန်လည်တည်ထောင်တဲ့အချိန်မှာကိုယ့်ရဲ့လုပ်ငန်းပေါ့နော်ပျက်စီးသွားတဲ့ပုံလေးတစ်ပုံနဲ့ဖြစ်ပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းနာမည်ပါမဲ့ပုံပေါ့နော်ဖြစ်နိုင်ပေါ့လေအဲ့လိုမျိုးလေးနဲ့ဆက်သွယ်ပေးပါကျွန်တော်တို့ဆက်သွယ်ပေးပါဒီ stock arm ကိုတစ်နှစ်စာကျွန်တော်တို့ခမဲ့တုံးဆက်ခင်ပေးပြီးတော့ကျွန်တော်တို့ရဲ့ဒီညီကိုမောင်နှမတွေနဲ့အတူတူကျွန်တော်ရှေ့ဆက်သွားကြပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ